daredevil daredevil ဆိုတာမိုက်ယူရဲကိုပြောတာယောက်ျားလေးလေးရှိတယ်မိန်းလေးလေးရှိရနော်အထူးသဖြင့်ငယ်ငယ်လေးတွေပေါ့အဲ့ဒီ16 19 18အရွယ်လေးတွေကသူတို့မကြိုက်ဘူးဒါမှမဟုတ်သူတို့ကြိုက်ပြီဆိုရင်ဘယ်သူမှတားမရစီးမရအောင်မိုက်ယူရဲစံလေးရှိတယ်ဘယ်တော့မှမမှန်ပါဘူးအမြဲတမ်းမှားပါမယ်စင်ကျင်တင့်တယ်ကိုဒါရက်တန်းကရနိုင်အောင်လုပ်တဲ့ daredevil တွေမလုပ်ကြပါနဲ့နောက်စိုက်ကယ်တွေစသည်ဖြင့်ကားတွေစသည်ဖြင့်မောင်းတဲ့အခါမျိုးတွေမှာဟိုးဝါဘူးဘေးနဲ့တွားကြတာမျိုးဒါ reckless ဖြစ်တယ်လို့ခေါ်တယ် reckless driving လို့ခေါ်တယ်အဲ့ဒါမျိုးလေ reckless ဖြစ်တယ် so နောက်တစ်ခု I've made a deal with the devil ဆိုတာရှိသေးတယ် devil ဆိုတဲ့နတ်ဆိုးနဲ့ကျွန်တော်အပေးယူလုပ်ထားတယ်ဆိုတာဘာပြောတာလဲကျွန်တော်ဘဝတစ်ခုလုံးအပြက်ခံပြီးတော့ကျွန်တော်ကိုကျင့်စရိတ်တာအကုန်လုံးအပြက်စီးခံပြီးတော့တခုခုကိုကျွန်တော်စွန့်စားပြီးလှုပ်ထားတယ်လို့ပြောတာတထေးဖြစ်ခွေးဖြစ်လှုပ်ကြတာမျိုးတွေမှာတုံးလို့ရတယ် I've made a deal with the devil ငါနောက်ဆုံးလို့မရတော့ဘူးဒါရငါလုံးဝဖြစ်တော့မယ်မှန်မှန်သိနေလဲငါလုံးမရတော့မယ်ဘာကြောင့်လဲဆိုတော့အားလုံးလက်လွန်သွားပြီဆိုတဲ့အခါမျိုးမှာသုံးတယ် I've made a deal with the devil anyway အခုပြောတဲ့သုံးခုစလုံးကမလောက်ကောင်းဘူးเนาะdaredevil လည်းမလုပ်ကောင်းဘူး reckless လည်းမလုပ်ကောင်းဘူး I've made a deal with the devil လည်းမလုပ်ကောင်းဘူးအဲ့ဒီလိုလုပ်လိုက်လို့ကိုယ့်ကိုချီးကျူးတဲ့လူကဘယ်သူရှိလဲပြန်စဉ်းစားအေးကိုယ့်ရဲ့အတ္တတော့ခဏလေးတော့ဒါပြည့်သွားမှာပေါ့နော်လှုပ်လိုက်ရတယ်ကွာပြဲလိုက်ရတယ်ကွာပြောလိုက်ရတယ်ကွာဆဲလိုက်ရတယ်ကွာကိုယ့်အတ္တလေးခဏလေးပြည့်သွားမယ်ပြီးရင်မှားတာကခမားပဲဖြစ်လိမ့်မယ်နော်ကလေးတွေကိုပြောတာကလေးတွေနော်မလုပ်ကြပါနဲ့